ကဲ brother တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ retro Wednesday ပေါ့ဗျာကျွန်တော်ဒီ1990တုန်းကထွက်ခဲ့တဲ့ဒီ Black Monash Castle လေးပေါ့နော်ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ဒီနေ့မှာဆက်ထားဖြစ်တယ်ပေါ့ဗျာဒါကျွန်တော်ရဲ့ဒါဒုတိယမြောက်အလုံးပေါ့နော်ကျွန်တော်အရင်ကမြန်မာမှာတော့ဆက်ဖူးတယ်အဲ့ဒါတွေဒီဘက်ပြန်သေးလိုက်အချိန်မှာအလုံးကတစားစီဖြုတ်သွားတော့ပြန်ပြီးတော့ဆက်လို့မရဘူးဖြစ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီ second hand ဆိုင်လေးတစ်ခုမှာကျွန်တော်ဒါလေးပြန်တွေးလိုက်တော့ကျွန်တော်ဈေးလေးလည်းဆင်ပြေနေဝယ်ထားလိုက်တယ်ပေါ့နော်သူပစ္စည်းကတော့ဘာနေနေဗျာစုံစုံလင်လင်တော့ပါလာတယ်ကျွန်တော်လည်းနည်းနည်းထည့်လိုက်ရရှိတယ်ပြဿနာဆိုရင်တော့ဒီမှာကျွန်တော်ပြပေးမယ်ဒီ base plate လေးပေါ့နော် base plate ကတော့အရှည်ဖြစ်ရမှာ32 16ဖြစ်ရမှာကျွန်တော်က16နှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်ပြန်ဆက်လိုက်ရတယ်ပေါ့နော်ဒီအားနည်းချက်လေးတော့ရှိတယ်ကျန်တာကတော့အခု brother တို့မြင်တဲ့အတိုင်းပဲသူပါဝင်ရမယ့် mini figure တွေလန်လေးတွေဘာညာကျွန်တော်အကုန်လုံးစုံနေပေါ့နော်ဒီဟာတွေဆိုရင်တော်တော်လေးခုချိန်မှာ rare ဖြစ်နေပါကျိုးလေးတွေတော့မပါလာဘူးကြကျိုးတွေကတော့ဟိုLego ရဲ့ဟိုဘယ်လိုပြောမလဲဘယ်လောက်မီတာလဲမီတာ35ရ85ရလားမသိဘူးအဲ့ဒီဟာလေးနှစ်ခုပါမှာပေါ့နော်ကျိုးတွေကတော့ကျွန်တော်နောက်မှပြန်ရှာပြီးထည့်တော့မယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါလက်ရှိမြင်ရတဲ့ပုံစံလေးပေါ့နော်ဒါဘိုးရင်လေးပြောရတာကျွန်တော်2013ကာဆယ်တွေလောက်ထိဒီဒီဇိုင်းပဲဗျာ Fantasy era ဒီဟို Siege Castle တို့ဒီ2013က King Castle တို့ဒါမျိုးထိကဒီလိုပဲကျွန်တော်တို့ဟိုလာလိုက်ရင်သူဆိုရင်ဘေးတစ်ဖက်တစ်ချက်ဖွင့်လို့ရတယ်ပေါ့ဗျာအဲ့လိုမျိုးလေးနဲ့ဒီ4000ဆန်ဒါမျိုးနန်းတော်ဒီဇိုင်းလေးတွေပဲเนาะကျွန်တော်တို့ mini figure လေးတွေကျွန်တော်တစ်ချက်လောက် show လိုက်ရအောင်ဒါကတော့ကျွန်တော်တို့ mini figure လေးတွေမြင်ရတာပေါ့เนาะအရင်ခေတ်ကစက်တွေကတော်တော်လေးတန်တယ်လို့တော့ပြောရမှာကျွန်တော်မြင်ပါဘာလို့ဆိုအခုခေတ်မှာ cassette တစ်ခုဝယ်လို့ရှိရင်ဗျာဥမာ6ရုပ်ကနေ10ရုပ်လောက်ပေါ့လွန်ရောကျွန်းရောဗျာတစ်ခါလေကြာလို့ရှိရင်ဟို31123ည cassette တို့ blacksmith တို့ဆိုရင်စစ်သားလေးတွေပါတာမှ2កောင်တို့အဲ့လိုဆိုတော့အခုဒီမှာတော့မြင်တဲ့အတိုင်းပဲတပြုတ်ကြီးပဲပါတယ်ဒီမှာမြားသမားဆို4កောင်ဟိုဟာဆိုရင်ဒီဟိုပေါ့ infantry ပေါ့ foot soldier ဆိုရင်4កောင် knight တွေက4កောင်တန်ထွက်နေရောကျွန်တော်မြင်းဆိုလဲ4កောင်ပါတယ်ဗျာနော်မြင်းတွေကကျွန်တော်နောက်ပြီးမှပြမယ်ဒီမှာမြင်းလေးတွေလည်းပါတယ်ဆိုတော့ဟိုတော်တော်လေးသူ့ခေတ်သူ့ခါတွေတော်တော်ကန်ကောင်းနေပြောရမှာအဲ့ခေတ်ကလူတွေမဖောက်ဝဲသိမ်းနိုင်ရင်လည်းအခုရအောင်ပတ်စံအများကြီးရာကျွန်တော်ဒီမှာဆိုရင်မြင်းနေတိုင်းဗျာ house body ကျွန်တော်ဒီမှာ house body လေးဆိုရင်လည်းသူကပြည့်စုံစုံလေးပါတယ်ဒါကတော့ဟိုခုခေတ်လို့တော့ဟိုရန် flat silver color လေးတွေတောက်ပြန်ပြန်တော့မဟုတ်ဘူးမြဲသူကလည်းသူပြောဗျာအထာကျတဲ့ design လေးတွေပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ကျွန်တော်စီကဟာတော့ jig လေးဟိုဟာလေးတွေက flip လေးတွေကတော့ကျိုးနေ second hand ဆိုတည်တဲ့အတိုင်းပေါ့နော်အဲ့ဒါကျွန်တော်တို့အရင်ခေတ်ကကောင်းလေးတွေပေါ့ဒါလေး brother တစ်ခါလေးကိုနေနေကြမှာမြင်ဘူးလိမ့်မယ်တချို့အဲ့လို retro ပြန်တင်တဲ့ဘဲတွေလည်းရှိတယ်ပေါ့နော် Instagram တော့ပေါ့သူကဒီကပြင်ဒီမှာဒီ night လေးတွေမှာဆိုရင်ဒိုင်းလေးတွေကိုစီနေဗျာထားကြနေရောအဲ့ဒိုင်းတွေမှာအခုနေတော့ပြန်ရှာဝင်တခုဟို3000ကနေ5000 6000အဲ့လောက်ထိရှိတယ်ဗျာ condition ကောင်းတယ်ပေါ့နော်ဒါတွေကတော့တော်တော်လေးရှားပြီးတော့ဈေးတက်သွားတဲ့ထက်ပါတော့နော်အဲ့တော့ကျွန်တော်တို့ကာဆယ်လေးကိုကျွန်တော်ခွဲချမ်းပြီးတော့ရှိုးလိုက်ရအောင်ဒါကတော့ကျွန်တော်တို့ကာဆယ်လေးကိုဒီလိုပေါ့နော်သူကျွန်တော်တို့ fortress mode လို့ပြောရမလားသူကအဲ့လိုအရှည်လိုက်ပေါ့ခံတက်အဲ့လိုသဘောမျိုးလဲသူကပြောင်းလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ clip လေးတွေပါတယ်နောက်ဘက်မှာကျွန်တော်ပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဒါကတော့ရှေ့ဘက်ပေါ့ဒါကတော့သူဒီလိုလှန်ထုတ်လိုက်တယ်ဆိုရင်ဒီလိုပုံစံမျိုးမေ့လို့နောက်ဆုံး Naso Night ကထွက်ခဲ့တဲ့ကာဆယ်တောင်မှဒါကျွန်တော်တို့ကာဆယ်နောက်ဆုံးဟိုဒီ reboot မလာခင်မျိုးဆက်ပေါ့ Naso Night ဆိုရင်ဒီလို Naso Night ကာဆယ်လေးလည်းဒီလိုပဲဖွင့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့မဆက်သေးဘူး Naso Night လေးလည်းနောက်ရက်တော့ကျွန်တော်တင်ပေးအောင်ပါဒါကျွန်တော်တို့အတွင်းဖက်ကိုပို့ရအောင်အတွင်းဖက်ကထူးကတော့တိတ်တော့မပါဘူးဒါပေမဲ့ဟိုသူ့ရဲ့ပါဝင်တဲ့ mini figure တွေအတွက်ဗျာ space ရလုံလုံလောက်ကြီးကျွန်တော်တို့ရတယ်ဟိုဒီမှာတင်မလားဒီမှာတင်မလားဒီပေါ်မှာရောပေါ့နော်ဒါကျွန်တော်ကျိုးလေးရှိရဆိုရင်တော့ဒီတကားလေးကဆင်းပိတ်လုပ်လို့ရမယ်ဗျာကျိုးလေးနဲ့ဆွဲပြီးတော့အခုခေတ်လောက်တော့သူ့ရဲ့ mechanism တွေကမကောင်းတော့မကောင်းပါဘူးဒါမှတော့ကျွန်တော်ကဒီ16နှစ်ခုကိုကျွန်တော်တတ်ထားတယ်တော်တော်မလို့32 16မဟုတ်ဘူး16ဖြစ်တဲ့အတွက်ကျွန်တော်ကမကွဲတော့အောင်လို့ဒါလေးနဲ့ထိန်းနေတာကျွန်တော်32 16လေးတော့ဈေးတွေတယောက်စီကတော့ဝယ်ထားတယ်ပေါ့နော်ဒါလေးရောက်လာရင်တော့ကျွန်တော်ကအဲ့ဒါလေးပြန်ပြီးတော့လဲတက်ပြီးဖို့စိတ်ကူးရှိတယ်ပေါ့နော်အခုကတော့ဒီတိုင်းလေးခဏထားလိုက်တာပေါ့ကျွန်တော်ပြီးရင်ဒီမှာအတွင်းဘက်ကြည့်ရင်တော့ဒီမှာဒန်ဂျန်လေးတစ်ခုပါမယ်ဒါကတော့ထုံးပြေကောင်တွေဒီထဲထည့်ထားလို့ရတယ်ဗျာဒါလေးပါပဲတခြားထွေထူးတော့မပါဘူးဒါပေမဲ့စပေးကကျွန်တော်ဒီမှာရှိုးလိုက်လုံးဝအပြည့်32ကိုကွက်ပြည့်ဗျာကာဆယ်လေးကအဲ့ဒါလေးကတအားမိုက်တယ်32ကိုမှအပြည့်တော့ကျွန်တော်ဒီလိုကြည့်လို့ရတယ်ဆိုတော့ဟိုကိုယ့်ရဲ့ရုပ်လေးကို story telling sorry ဘယ်လိုပဲလုပ်ရှင်ပေါ့ဟိုတီးချာကျွန်တော်တို့အကုန်လုံးအတွက်နေရာလောက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဘေးမှာဆိုရင်ဒီမှာ sorry ဒီပြုတ်နေဒီမှာကျွန်တော်တို့ဓာတ်လေးတွေလည်းကျွန်တော်တို့အပိုလေးရှင်ထည့်ထားလို့ရတယ်ပေါ့နော်
ဒါမျိုးလေးဆိုတော့ဒါကျွန်တော်တို့ဟိုလောင်းလောင်းကိုရတာဆိုရင်တော့တော်တော်လေးဟိုတန်တယ်လို့ပြောလို့ရတယ်ဗောနော်လုံးဝ over go ပေါ့အဲ့လိုပြောလို့ရတဲ့ set လေးတစ်ခုဖြစ်တယ်ကျွန်တော်လည်းတော်တော်လေးသဘောကျတယ်ဗောနော်ဒီလို brother တို့အဲ့လိုကြုံကြိုက်လို့ဆိုင်နေမှာအဲ့လို part လေးတွေတွေ့မိတယ်ဆိုရင်လည်းဝယ်ပြီးတော့ဆက်ကြည့်ဖို့တော့ကျွန်တော်အကြံပေးတယ်ဗောနော်ဒါတော်တော်လေးချစ်စရာကောင်းတဲ့ကားစလေးဖြစ်တယ်ကျွန်တော်ရဲ့ဒီကားစ collection မှာတော့ကျွန်တော်ဒါလေးကိုထည့်မယ်ဗောနော်ကျွန်တော်စဉ်းစားတာကတော့ဒီ medieval အဲ့ဒီ old school set တွေကိုပဲတက် medieval town လေးနောက်ထပ်တစ်ခုကျွန်တော်ထပ်လုပ်ဖို့အစီအစဉ်ရှိတယ်ဗောနော်အခုတော့ပြီးစံလေးတွေပါလေးကျွန်တော် like စုနေတာအဲ့ဒါလေးရလာပြီဆိုတော့ကျွန်တော်ထပ်ပြီးတော့review လေးတွေကျွန်တော်ရဲ့မျိုးဆောင်နေတဲ့ update တွေတင်ပေးဦးမှာဗောနော်ကျွန်တော် video လေးကိုအဆုံးထိကြည့်ပြီး brother ရဲ့ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ကြ